ကျွန်တော်တို့ဒီနေ့ကတော့ထိုင်းနိုင်ငံဘန်ကောက်ကနေပြီးတော့ချင်းမိုင်မြို့ကိုညအိတ်ရထားနဲ့သွားမှာဖြစ်ပါတယ်ခရီးကလည်းနည်းနည်းဝေးတာမို့လို့ကျွန်တော်တို့ဒီတစ်ခေါက်မှာတော့အိတ်စင်ပါတဲ့ရထားနဲ့သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အခုရောက်နေတဲ့နေရာကတော့ချက်တူချက်နာကဒီဘန်ကောက်ဘူတာကြီးဖြစ်ပါတယ်လက်မှတ်ကတော့ကျွန်တော်တို့တွဲကိုအေရှာနေပြီးတော့ကြိုပြီးတော့ဝယ်ထားတာဖြစ်ပါတယ်သူကအနည်းဆုံးတစ်ရက်မတိုင်ခင် physical လက်မှတ်ပြန်လဲရတယ်ပြန်လဲပြီးတော့အဲ့လက်မှတ်နဲ့ပဲဒီမှာစီးရင်ရပါပြီအိတ်စင်လက်မှတ်ရဖို့ဆိုရင်ကျွန်တော်တို့တစ်လလောက်ကြိုဝယ်ထားတာတော့ပိုအဆင်ပြေတယ်အခုကတော့ကျွန်တော်တို့ရထားပေါ်တက်ဖို့စောင့်နေတာပါကျွန်တော်တို့ဒီမှာရထားလက်မှတ်ကျူပါကိုစကန်ဖတ်ပြီးတော့အပေါ်တက်သွားတာနဲ့ရထားပေါ်တက်လို့ရပါပြီပထမဆုံးသွားမဲ့သူဆိုရင်တော့ဒီဘူတာကြီးကလည်းကျဲတာနဲ့ဒီရထားထွက်မဲ့ဂိတ်ကိုရှာပါနဲ့ဆိုရင်အနည်းဆုံး1နာရီလောက်ကြိုရောက်တင်ပါတယ်အပေါ်တက်လိုက်တာနဲ့ကျွန်တော်တို့စီးရမယ့်ရထားသွဲတီကိုရောက်ပါပြီရထားလက်မှတ်မှာကသူကကျွန်တော်တို့စီးရမယ့်အတွဲနံပါတ်ပါတယ်အဲ့ဒါဆိုဒီပေါ်ရောက်တာနဲ့ကျွန်တော်တို့စီးမဲ့အတွဲနံပါတ်ကိုလိုက်ရှာရပါပဲပြီးတော့အမှာကျွန်တော်တို့ရထားဝန်ထမ်းတွေရှိတယ်ဒီအတွဲတွဲဆိုရင်သူကြည့်ပြီးတဲ့ရထားဝန်ထမ်းတယောက်ရှိတယ်သူ့ကိုမေးပြီးတော့ဟုတ်လားကျွန်တော်တို့စစ်လို့ရပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်အထဲထဲဝင်လို့ရပါပြီဒါကတော့ကျွန်တော်တို့စီးရမယ့်ရထားတွဲပါတချို့ခုံတွေကအခုထိတော့မခင်းရသေးဘူးဒါပေမဲ့သူကရထားထွက်ပြီးဆိုတာနဲ့လာပြီးတော့အကုန်လိုက်ခင်းပေးပါတယ်ဒါကတော့ကျွန်တော်တို့ခုံနေရာရောက်ပါပြီဒီမှာကလက်ကိတ်တွေပါထားဖို့ဆိုရင်စင်လေးတွေရှိတယ်ပြီးတော့အာသွင်းမှုအတွက်လည်းဒီပလက်ပေါက်တွေရှိပါတယ်စင်ကအပေါ်ရဲ့အောက်ကဆိုပြီးတော့နှစ်ခုရှိတယ်အောက်ကကျတော့ပိုပြီးလဲကျဲတယ်ဗနေပေါက်လည်းပါတယ်ဆိုတော့ကုံတာမြန်တော့ကြိုပြီးတော့ဝယ်ထားမှစိတ်ချရမှာပါဒါကတော့ရထားထွက်ပြီဆိုတော့မခင်းရသေးတဲ့ခုံတွေကိုလိုက်ပြီးတော့ခင်းပေးနေတာဖြစ်ပါတယ်အဲ့ရခင်းကလည်းဒီလူတယောက်ပြီးတခါအစ်စ်လဲပေးတာဖြစ်ပါတယ်ပြီးတော့ဒီခေါင်းအုံးနဲ့စောင်းကလည်းတော်တော်လေးတက်တက်ရှင်းရှိပါတယ်အကုန်လုံးအစ်စ်တွေပဲပေးတာပါကတော့ယထာရဲ့တွိုင်းလက်ပါဒီယထာတွဲတစ်ခုမှာတွိုင်းလက်နှစ်ခုပါပါတယ်တစ်ခုကဒီကျွန်တော်ခုရိုက်ပြနေတဲ့ဟာကရိုးရိုးအခန်းဟိုဘက်နောက်တစ်ခန်းမှာကတော့ဒီပိုးတိုင်အခန်းပါပါတယ်ပြီးရင်လည်းအမှပေးစင်းနေပါတယ်အကုန်တက်တက်ရရရှိပါတယ်အရင်မညစ်ဘက်ပါဘူးအပြင်မှာဆိုလည်းဒီမျက်နှာသစ်သွားထိုက်ဖို့အတွက်ဒီပေးစင်းနှစ်ခုတက်တက်ရှိပါတယ်ဒါကတော့ညဘက်အိပ်ပြီးဆိုရင်ဒီကလကာလေးချပြီးတော့အိပ်လို့ရပါတယ်ခုဆိုကျွန်တော်တို့ယထာအယုဒ္ဓယဘူတာကိုရောက်ပါပြီလမ်းမှာတချို့ဒီကနေတက်မဲ့လူတွေလည်းရှိပါတယ်အခုဆိုရင်တော့မနက်ခင်းဝေလင်းအချိန်လေးရောက်ပါပြီတညာလုံးယထာပေါ်မှာအိပ်ပြီးလာတာဆိုတော့တက်တာတော့ရှိပါတယ်ယထာကလည်းချင်းမိုင်ကို10 ခွဲလောက်ကိုရောက်မယ်လို့ပြောပါတယ်ဒါကတော့ယထာဘောကနေပြီးတော့လမ်းတစ်လျှောက်မြင်ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ကျွန်တော်ခဏနေရင်တော့တခြားအတွဲတွေဘက်ကိုလည်းသွားပြီးတော့ရိုက်ပြပေးပါမယ်
ကတော့ဒီအိတ်စိမ်မပါတဲ့ရိုးရိုးတွဲတွေဖြစ်ပါတယ်သူတို့ကလည်းသူကနေသူတော့တက်တက်ရဲလည်းရှိတယ်တက်တောင့်တက်တာလည်းရှိပါတယ်ကတော့အိပ်ရာတွေလိုက်သိမ်းပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့အိပ်ရာလည်းသိမ်းထားပြီးပါပြီဒီအိပ်ရာကတော့မနက်9နာရီနောက်ဆုံးထားပြီးတော့လိုက်သိမ်းသေးပါတယ်ဒါကတော့အိပ်ရာသိမ်းပြီးနောက်မြင်ရတဲ့မြင်ကွင်းတွေဖြစ်ပါတယ်ခဏနေရင်တော့ကျွန်တော်တို့ယထာကချင်းမိုင်မျိုးရောက်ပါတော့မယ်အခုဆိုရင်တော့ကျွန်တော်တို့ယထာချင်းမိုင်ဘူရာကိုရောက်ပါပြီခဏနေကျွန်တော်ယထာဘောကဆင်းပြီးရင်တော့ဒီဘူရာတွေကမြင်ကွင်းတွေကိုလိုက်ပြီးရိုက်ပြပေးပါမယ်
ဆိုကျွန်တော်တို့ချင်းမိုင်မျိုးတွေကဟိုတယ်ကိုသွားနေပါပြီကျွန်တော်တို့ဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်